ကျူးကျော်တဲမှာနေထိုင်နေရတဲ့သမီးလေးအကြပြူကို3600တန်မြေကွက်ပြင်အိမ်မှာဆောက်လုပ်လူတန်းပေးတော့မယ်စေတနာရှင်တူပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါရှင်မြန်မာစတားမှာပြန်လည်ကြိုဆိုလိုက်ပါတယ်လမ်းဘေးကျူးကျော်တဲလေးမှာနေထိုင်ရင်ထူးချွန်ထက်မြက်လိမ္မာရင်ကြီးလာတဲ့သမီးလေးအကြပြူရဲ့ဘဝကိုမြန်မာပြောင်းလဲသွားအောင်လုပ်ပေးလိုက်တာကလှိုင်သာယာကစီးပွားရေးလုပ်ငန်းရှင်ဦးရွှေမန်းပါအခုဆုံးလှိုင်သာယာကတထေးကြီးဦးရွှေမန်းဟာသမီးလေးအကြပြူကို3600နဲ့မြေကွက်ဝယ်ပေးရုံနဲ့တင်အားမရလို့အခုဆိုအင်ကြီးတစ်လုံးစောင့်ပေးဖို့ပနက်တင်မင်္ဂလာပွဲတော်ကျင်းပနေပါပြီ။သမီးလေးအကြပြူရဲ့ဘွားကိုအခုလိုကြီးမြောက်လိုက်တဲ့လှိုင်သာယာကစီးပွားရေးလုပ်ငန်းရှင်ကြီးဦးရွှေမန်းဟာရန်ကုန်လှိုင်သာယာမှာရွှေခေတ်အင်ချမ်းမြေရောင်းဝယ်ရေးနဲ့အထွေထွေကျိုးဆောင်ကုမ္ပဏီကိုတည်ထောင်ထားတဲ့တထေးကြီးတူလည်းဖြစ်ပါတယ်။ဒါပြင်ဦးရွှေမန်းဟောင်းလိုင်တန်ယာမှာစင်းရဲနှွမ်းပါတဲ့ပြည်သူတွေအတွက်ဘာသာစားတစ်ထောင်နဲ့ထမင်းဆိုင်လေးကိုပါဖွင့်လှစ်ထားတာဖြစ်ပါတယ်။ဒီလိုစေတနာရှင်စီးပွားရေးလုပ်ငန်းရှင်ကြီးဦးရွှေမန်းဟောင်းသမီးလေးအကြပြူရဲ့ဘွားလေးပုံမအောင်မြင်တော့ပါကအနာဂတ်ခီးဖြောင်ပြူလာအောင်ကူညီလိုက်တာလည်းဖြစ်ပါတယ်။ဒါကြောင့်လည်းအားလုံးကတထေးကြီးဦးရွှေမန်းအတွက်ဝမ်းသာပီတိတာရုခေါ်နေကြတာပါ။ဦးရွှေမန်းအနေနဲ့ခုလိုလိမ္မာရင်ကြီးတဲ့သမီးလေးအကြပြူကိုထောက်ပံ့ကူညီရတာကဂုဏ်ယူစရာလို့ဆိုရမှာဖြစ်ပါတယ်။အခုလုံးအင်တာနက်ဆိုရှယ်မီဒီယာကြောင့်ကလေးတငယ်လူငယ်တွေကျင့်ပြတ်လိမ္မာရင်ကျေးမှုမရှိရန်ကားနေတဲ့ခေတ်ကြီးမှာသမီးလေးအကြပြူခင်လို့လိမ္မာရင်ကျေးတဲ့သမီးလေးတယောက်ကအားလုံးအတွက်စံပြဖြစ်ပေါ်ထွန်းလာတာဟာဂုဏ်ယူစရာပါမဲအကြပြူဟာအားလုံးသိပြီးဖြစ်ကြတဲ့အတိုင်းတုဒ္ဒဆုံတဲ့ဗုဒ္ဓဝင်ပြိုင်ပွဲမှာတနိုင်ငံလုံးပထမဆင့်နဲ့ဆုရရှိခဲ့တာဖြစ်ပါတယ်မဲအကြပြူဟာသက်16နှစ်အရွယ်သားရှိသေးပေမဲ့တော်ရုံလူကြီးတွေမသိတဲ့ဗုဒ္ဓဝင်စာပေတွေကိုဒိုးကနေတောက်ကနေဖြည့်ဆို့နိုင်တာပါဒါကြောင့်လေတုဒ္ဒဆုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲမှာဆုရရှိသွားတာဖြစ်ပါတယ်။ဒီလိုပညာရေးထူးချွန်ဘာသာရေးစာပေကိုလေ့လာလိုက်စားတတ်တဲ့သမီးလေးအကြပြူဟာကျူးကျော်ရက်ကွက်မှာနေထိုင်ခဲ့ရတာပါ။သမီးလေးအကြပြူရဲ့မိဘတွေဟာစင်ရနွားပါတဲ့လက်လုံလက်စားတွေမို့ကိုပိုင်နဲ့မနေနိုင်ပဲလမ်းမေးကကျူးကျော်ရက်ကွက်ထဲကတဲတာတာအိမ်မှာနေထိုင်ခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့မဲ့အကြပြူဟာဘဝကိုနှိမ့်မမခံပဲတနေ့မှမိဘတွေကိုစင်ရဲတွေကနေလွတ်မြောက်အောင်ကဲတင်မုံပညာရေးကိုကြိုးစားနေတာဖြစ်ပါတယ်။ဒါအပြင်ဘာသာရေးဆုံးမတွေနဲ့လိမ္မာရင်ချင်းအောင်တွေကကိုလူနေချုံချစိတ်နေပုံပြဖြစ်အောင်ကြိုးစားနေတာဖြစ်ပါတယ်။မဲကြပြူဒီလိုထူးချွန်ထက်မြက်လာအောင်လေမိဘတွေကတက်နိုင်တဲ့အားလေးနဲ့အစွမ်းကုန်ပံ့ပိုးခဲ့တာပါ။မဲကြပြူဓမ္မစကူးတက်ကတုဒ္ဒဆုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲရှင်ပြိုင်နိုင်မှုရွှွန်တော်ကျူးကျော်ရက်ကွက်ထဲမှာဖခင်ဖြစ်သူကသမီးလေးငယ်စဉ်ကရွှွန်မပြေအောင်ဂုံပိုးကနေ့စဉ်နေ့တိုင်းကြောင်းချိုကြောင်းပို့လုပ်ပြီးခဲ့တယ်လို့ဆိုပါတယ်။ဒီလိုစူးစမ်းရုံးကန်ရင်ထူးချွန်ထက်မြက်လာတဲ့သမီးကောင်းရတနာလေးမို့အားလုံးကချီးမြှင့်ဂုဏ်ပြုပေးနေကြတာဖြစ်ပါတယ်။အခုဆုံးသမီးလေးအကြပြူတော်လိုင်သာယာကစီးပွားရေးလုပ်ငန်းရှင်တီဦးရွှေမန်းကနေသမီးလေးတို့မိသားစုအိုးပိုင်အိမ်မိုင်ဖြစ်လာအောင်3600နဲ့မြေကွက်ကြီးနဲ့တူအခုဆိုအိမ်မှာဆောက်လုပ်လူတန်းမှုပြင်ဆင်နေတာပါ။ဒါကလည်းသမီးလေးရဲ့ရတနာသုံးပါးကိုမမေ့မလျော့ပဲလိမ္မာရင်ကျေးစွာဘွားကိုတက်မိုးရှိနေထိုင်တဲ့အကျိုးကျေးဇူးကြောင့်လို့ဆိုရမှာပါ။အခုဆိုသမီးလေးအကြပြူဟာ Grade 9ကနေ Grade 12ထိခမဲ့ပညာသင်ကျောင်းခွင်ကိုဂုံနှွေးရင်ကိုပိုင်ထက်တန်းကျောင်းကချီးမြှင့်ခဲ့တယ်လို့သမီးလေးတို့မိသားစုကိုပိုင်နဲ့နေနိုင်မှုလှိုင်သာယာကတထေးကြီးဦးရွှေမန်းကထောက်ပံ့ခဲ့တာပါဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောသမီးလေးအကြပြူကိုအိုးပိုင်အိမ်မိုင်ဖြစ်အောင်ထောက်ပံ့လိုက်တဲ့တထေးကြီးဦးရွှေမန်းပေါ်မှာမိမိတို့မြင်ကိုပြောသွားကြပါအောင်ရှင်